ဗီဒီယိုရိုက်လို့ရှိရင်ရုပ်တီးနဲ့စကားတွေပြောတယ်ဆိုပြီးတော့လာပြောနေကြလို့တော့ကြာကြောက်နေပါဆိုလို့လာရေးပြတာစတာပါဟိုတုံးအကြောင်းလေးနည်းနည်းပြောပြခြင်းလို့ပေါ့နော်အဲ့တော့အခုကတုံးရင်းကြီး၅မျိုးအကြောင်းပြောမှာပေါ့နော် hatching ရယ် cross hatching ရယ် stippling ရယ် scrambling ရယ် smudging ရယ်ပေါ့နောက်ထပ်ရင်းနှီးတွေလည်းရှိရပေါ့နော်ဒါပေမဲ့ခုဗီဒီယိုမှာတော့ဒီ၅မျိုးအကြောင်းကိုပဲပြောပြပေးမယ်ပေါ့နော်အဲ့တော့ hatching ပေါ့ hatching ကြတော့ဘယ်လိုလဲဆိုတော့သူကမြင်းအတိုးလေးတွေကိုဒီလိုတစ်ချက်ချင်းပေါ့တစ်ထပ်သေးပေါ့ဒါဆိုရင်ဒါ hatching ပေါ့အဲ့တော့ sketch တွေပါရေးမယ်ဆိုရင်ဒီ hatching ကြီးကောင်းတယ်ပေါ့နော်အော်ဒါ hatching ပြီးရင်နောက်တစ်ခုကြတော့ cross hatching ပေါ့ cross hatching ကြတော့သူကကြက်ချက်ကရေးတဲ့ပုံစံပေါ့နော်အဲ့တော့ hatching နဲ့ cross hatching နဲ့မတူဘူးเนาะမတူတော့ဒီဥပမာတုံးအနူလေးတွေရေးမယ်ဆိုရင် hatching တခုတည်းသုံးလို့ရဒါကတော့မှောင်ကျင်တဲ့ခါတွေပေါ့ဒီဓာတ်တုံးတွေရေးမယ်ဆိုရင်ဒီ cross hatching ကိုသုံးရင်အဆင်ပြေတယ်ပေါ့နော်ပြီးနောက်တစ်ခုကျတော့ stippling ကဘာနဲ့တူလဲဆိုတော့သူက draw up ပေါ့draw နဲ့တူတယ်အဆက်အပြောင်လေးတွေနဲ့ရေးတဲ့နီးပေါ့တုံးကိုအဆက်ပြောင်တွေနဲ့ဖန်တီးတာပေါ့အဆက်ပြောင်လေးတွေကိုဒီလိုကြဲကြဲလေးတွေဆိုလို့ရေးမယ်ဆိုရင်သူကဒီတုံးနုလေးတွေကိုဖန်တီးမယ်ဆိုရင်ဒီလိုအဆက်ပြောင်ကြဲကြဲလေးတွေရေးပြီးတော့ဖန်တီးတယ်ပေါ့နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဒီဓာတ်တုံးတွေဖန်တီးမယ်ဆိုရင်တော့အဆက်ပြောင်လေးတွေကိုတစ်ခုနဲ့တစ်ခုနီးနီးကက်ကက်လေးခက်ဆစ်စိတ်လေးရေးလိုက်ရင်တော့ဓာတ်တုံးထွက်လာတယ်ပေါ့နော်အဲ့တော့အဆက်ပြောင်လေးတွေကိုကြဲကြဲလေးတွေရေးမယ်ဆိုရင်ဒီတုံးအနုနေရေးတဲ့အခါမှာအဆက်ပြောင်ကြဲကြဲလေးတွေကိုသုံးတယ်ဒီတုံးအရင်နေဓာတ်တုံးတွေကိုရေးမယ်ဆိုရင်ဒီလိုအဆက်ပြောင်တွေကိုခက်ဆစ်စိတ်လေးရေးပေးလိုက်တယ်ပေါ့နော်ဒါဆိုရင်ဓာတ်တုံးထွက်တယ်ပေါ့နောက်တစ်ခုကျတော့ scrambling ကြတော့သူကဒီသူ့ရဲ့ရေးရတော့လွတ်လပ်ပေါ့ရှိရပေါ့သူဒါတော့ရှင်းမရှိသူမှာလေမဆူတို့ကလွတ်ရေးလို့ရတယ်ဒီလိုစဝိုင်းပုံစံနေပေါ့အဲ့လိုရေးနည်းနဲ့ရေးတဲ့ရေးနည်းပေါ့နော်မဆူကတော့ဒီရေးနည်းကိုဒီအမွှေးပွားအင်ဂျီတွေမှာရေးရင်ဒီရေးနည်းကိုသုံးတယ်ပေါ့နော်ပြီးရင်အခုရေးနေတဲ့လိမ္မော်သီးကားပေါ့လိမ္မော်သီးကားမှာဆိုရင်ပထမတစ်ခုကပထမလိမ္မော်သီးကိုမဆူကဒီလို hatching နဲ့ချစ်ပြတယ်ပေါ့နော်ပထမတစ်ထပ်နောက်ထပ် layer တွေမှာကျတော့အဲ့လို hatching နဲ့မသုံးတော့ဘူးသူ့ရဲ့လိမ္မော်သီးရဲ့တခြားကိုလည်းပေါ်အောင်ဆိုပြီးတော့ဒီ scrambling နဲ့ပဲရေးတယ်ပေါ့နော်နောက်ထပ် layer တွေမှာပြီးရင်ရေးပြမယ်နော်အဲ့တော့ဒါကတော့ scrambling ဒါကကျတော့ smudging ကြတော့ဒီခုန hatching ပေါ့ hatching ကြတော့သူကဒီ line လေးတွေအတိုးလေးတွေအစင်းကြောင်းလေးတွေပေါ်တယ်ပေါ့နော်ဒီ smudging မှာကြတော့အဲ့ဒီအစင်းကြောင်းလေးတွေကိုတစ်ခုနဲ့တစ်ခုရောပေးတဲ့သဘောပေါ့ smooth ဖြစ်အောင်ရေးတဲ့နည်းပေါ့ဘယ်နေရာမှာသုံးလဲဆိုရင် skin tone တို့လိုနေရာမျိုးတွေပြီးရင်ဒီဖန်ခွက်တို့ပြီးရင်ပြောင်းလဲတဲ့မျက်နှာပြင်ချောမွေးတဲ့မျက်နှာပြင်ရှိတဲ့ဆလုံးတို့ဘာလို့မှသုံးတယ်ပေါ့နော်အဲ့တော့သူက smooth ဖြစ်တဲ့ရင်းနှီးပေါ့အဲ့တော့အရင်၅မျိုးပေါ့နော်၅မျိုးအကြောင်းပြောပြပြတာအဲ့တော့ခုတနေ့ကတော့မဆူကဒီလိမ္မော်သီးမှာလေဒီလို hatching နည်းနဲ့ပထမဆုံးရေးပြရပေါ့နော် hatching နည်းနဲ့အဲ့တော့ first layer မှာ hatching နည်းနဲ့သုံးရပေါ့နော်ဒီနောက်ထပ်layer တွေနှစ်ထပ်သုံးထပ်တဲ့ခါမှာကျတော့အဲ့ဒီ hatching နဲ့မရေးတော့ဘူးဒီ scrambling နဲ့ရေးတယ်ပေါ့နော်တော့ဘယ်လိုရေးလဲဆိုတော့ဒီစောင်းဝိုင်းပုံသဏ္ဍာန်လေးတွေဝိုင်းလိုက်တဲ့အနေထားလေးတွေရေးတယ်ပေါ့နော်အဲ့တော့မွေးမြင်ရင်းနှီးနေရာဒီမှာလည်းဒီလိုရင်းနှီးကိုသုံးတယ်အဲ့တော့ဒီလိမ္မော်သီးအကြောင်းနည်းနည်းပြောပြမယ်နော်လိမ္မော်သီးကဒီဘက်ကနှလုံးကတော့နည်းနည်းလေးစင်တူတယ်ပေါ့နော်သူရဲ့မျက်နှာပြင်ကပြီးရင်ဒီဘက်နဲ့တော့တိတ်မတူဘူးပေါ့လိမ္မော်သီးတွေရေးမယ်ဆိုရင်မဆိုးက
ကြိုက်တယ်လို့ရေးလို့ရတယ်ပေါ့နော်လွတ်လပ်တယ်ပေါ့ဘာကြောင့်လဲဆိုတော့လေမော်သီးတွေရဲ့သဘောတဘာဝအပြင်မှာလည်းတစ်လုံးနဲ့တစ်လုံးကကာလာတွေမတူဘူးဒီမျက်နှာပြင်တွေတက်ချတွေမတူကြဘူးပေါ့နော်တချို့လေမော်သီးတွေကအစိမ်းရောင်တွေရှိတယ်တချို့လေမော်သီးတွေကအဝါရောင်တို့လေမော်ရောင်တို့လေမော်နီရောင်တို့ဒီအရောင်မျိုးစုံရှိတယ်ပေါ့နော်အဲ့တော့ကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်ပေါ့ပြီးရင်နောက်ထပ်တစ်ခုကျတော့လေမော်သီးရဲ့မျက်နှာပြင်ပေါ့တချို့လေမော်သီးလေးတွေကပြောင်တင်းတင်းလေးတွေပေါ့နော်နူးညံ့တဲ့မျက်နှာပြင်ရှိတယ်တချို့လေမော်သီးတွေဆိုရင်ဒီကျိုင်းကွက်လေးတွေနဲ့အဖုထစ်လေးတွေနဲ့မျက်နှာပြင်ကျန်းတဲ့ဟာတွေရှိတယ်ပေါ့အဲ့တော့လေမော်သီးတွေရဲ့သဘောတဘာဝအပြင်မှာလည်းတစ်လုံးနဲ့တစ်လုံးမတူတာဖြစ်တဲ့အတွက်အစုအတွေးပေါ့နော်ဒီလိုဒီပကြီးရေးတဲ့ခါမှာလည်းတစ်လုံးနဲ့တစ်လုံးမတူလဲကိစ္စမရှိဘူးပေါ့နော်လေမော်သီးရဲ့တက်ချာကိုပေါ်အောင်လို့ဒီလိုတချို့အသီးတွေကျတော့ smooth ဖြစ်အောင်ရေးတချို့အသီးတွေကျတော့နည်းနည်းကြမ်းကြမ်းလေးရေးတယ်ပေါ့နော်ဒီစက်လုံးတို့ပြီးရင်ဖန်ခွက်တို့လိုမျက်နှာပြင်မျိုးတွေကျတော့ဟိုတက်ချာဟိုကြမ်းကြီးတွေရေးလို့တော့မရဘူးပေါ့နော်သူ့ရဲ့သူ့တက်ချာနဲ့သူရေးရတာပေါ့အဲ့ဖန်ခွက်မှာကြမ်းကြီးတွေတွားရေးမယ်ဆိုရင်သူကသဘာဝကြမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဒီတုံးအကြောင်းလေးရှင်းပြတာပါနောက်ထပ်ဒီဘက်အောက်ကဟိုလေမော်သီးစိတ်လေးရေးရင်လည်းထပ်ပြီးတော့တင်ပေးအောင်မယ်နော်ဒါဒီအသီးကမပြီးသေးဘူးနော်ဒီမှာထပ်ပြီးတော့ရေးအောင်ပါဗီဒီယိုရမ်းရှင်းမှာဆိုလို့အများကြီးမြည်ပြတော့ပေါ့ဒီတိုင်းလေးပဲဒီလိုစောင်းဝိုင်းပုံစံရင်းနှီးလေးပဲအမွှေးမြင်းလေးထွက်တဲ့သဘောသူကလောလောလတ်လတ်ပေါ့ရေးလို့ရတယ်စကန်ဘလင်းကကြတော့လေအဲ့ဒီဟာလေးကိုပြချင်းလို့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်တာပါနောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်ပေးမယ်နော်